မမဲတို့မှာမိမိအားကဲတင်ခဲ့သည့်မိလုံးကြီးချောင်းကိုတွေးနေမိလေသည်ထိုခိုင်သူ့နောက်မှအတန်တခုကိုကြားရသည်မမဲတို့လှည့်ကြည့်လိုက်လေရာမမဲတို့၏ကိုယ်အဆောင်ချက်ဖြစ်နေလေသည်ရှင့်ကိုမတွေ့ရတောင်ကြဖို့ရှင်ဟုတ်တယ်ငါမင်းကိုပြောစရာတခုရှိလို့လားဘာများပါလဲမင်းကိုကယ်လိုက်တဲ့သူကတခြားလူမဟုတ်ဘူးမင်းအမရဲ့ဘိုက်ထဲကမင်းရဲ့တူမကလေးပဲကွမမဲတို့မှာမျက်လုံးပြူးသွားကလေးကကယ်နိုင်တယ်ဆိုတာဖြစ်နိုင်မှာမလားပြီးတော့မွေးလည်းမမွေးသေးဘူးနော်ဟုတ်တယ်ဒီကလေးကဝမ်းတွင်းမှာကလေးပဲမဟုတ်ဘူးနော်ကျမချားဘူးတဲ့ဝမ်းတွင်းမှာဆိုတာကတော့အမိဝမ်းထဲကထွက်ပြီးအသက်9နှစ်ကျော်မှသာစုံအစွမ်းတွေကိုသိတဲ့အသက်10နှစ်ကျော်မှသာစုံပညာရင့်လာပြီးအသက်16နှစ်မှစုံမလုံးလုံးဖြစ်တယ်မဟုတ်ဘူးလားဟုတ်တယ်ဒါပေမဲ့ဒီကလေးကထူးဆန်းနေတယ်ဝမ်းတွင်းပါတွေထဲမှာမှတာမန်ဝမ်းတွင်းပါတွေနဲ့မတူပဲမမွေးခွင်တသေးသားအဆင့်ကလေးကပညာတွေကိုအသုံးပြုလို့ရတယ်ခုနကအောက်လန်းနောင်ကြီးရဲ့အင်းတွေချထားတဲ့ကိုလုံအင်းကြီးကိုတစားစီလှုပ်ပြနိုင်တာကိုကြည့်ရင်သူ့ရဲ့အဆင့်ကအလွန်မြင့်မားတယ်ဆိုတာသိနိုင်တယ်ပေါက်တက်ကရတွေလာပြောမနေပါနဲ့ရှင်ကျမကတော့ရှင်စကားကိုမယုံဘူးယုံနာမယုံနာမင်းရပိုင်မယ်ငါကပြောစရာရှိလို့ပြောရတာရှင့်ဘာသာနေစမ်းမှာဒါပေမဲ့ရှင့်ကိုကျမခိုင်းစရာတခုရှိတယ်ဘာခိုင်းမလို့လဲကျမအမကိုမော်နီဆုံးနီအောက်လန်းနီးတွေနဲ့တက်တာဘလို့မှတတ်မရဘူးဆိုပေမဲ့သူလဲသွေးသားနဲ့တိဆောက်ထားတဲ့သူမဟုတ်ဘူးလားရှင်ကိုဝင်တဲ့ကချော်လဲတာတို့ပြင်းပြင်းထန်ထန်ထိခိုက်တာတို့ဆိုရင်တားလျှောတာဓမ္မတာပဲမဟုတ်လားမင်းကတော်တော်စိတ်ကောင်းမရှိတဲ့သူပဲဒါကြောင့်ဆုံးမဖြစ်တာအပေါ်ရင်ပြောမနေနဲ့ဒီတော့ကျမအမဒုက္ခရအောင်ကျမကြံမယ်ရှင်ကျမကိုကူညီမရမယ်ငါမကူညီချင်ဘူးမဲတူမမဲတူမှာအဆောင်ရှောက်ကိုမျက်စောင်းထိုးပြီးဘာလဲစုံးမှာကတ်နေရတဲ့အဆောင်ရှောက်ကတခင်ဖြစ်တဲ့ဆုံးရဲ့စကားကိုအာခံချင်တာလားရှင့်ကိုကျမဘလို့အပြစ်ပေးလို့ရတယ်ဆိုတာရှင်းမသိဘူးလားအဆောင်ရှောက်မှာမျက်နှာငိုင်ကျသွားသည်ရှင်ဘာမှလုပ်စရာမလိုပါဘူးကျမပြောတဲ့အတိုင်းသာလုံးအားလုံးအဆင်ပြေစေရမယ်မမဲတူကပြောဆိုပြီးနောက်တဟင်းဟင်းနဲ့အားရအောင်ရဲနေလေသည်မမဲတို့ဤစုံအဆောင်ရှောက်မှာလဲလေထဲတွင်မှုံဝါးကပျောက်ကွယ်သွားလေသည်မမဲတို့မှာအိမ်တို့ပြန်လာရင်ဟမ်မပြက်နေလေသည်မနက်ခင်းရောက်သည့်ကမမဲတို့ကရွာထဲထွက်ကမက်မဲပြူကြိုက်နှစ်သက်သည့်ခံပန်းများကိုဝယ်ယူလာကအိမ်တို့ပြန်လာခဲ့သည်မမဲတို့အိမ်မှာခြေတန်းရှိတသားအိမ်ကြီးဖြစ်သည်ဖြင့်အိမ်မှာလူတရက်မရှိသဖြင့်မြင့်လေသည်အိမ်မော်တက်သည့်ခါတွင်လည်းလေကား9တစ်ခန့်တက်ရသည်မမဲတို့ကအိမ်ရှိတွင်ရက်ထက်လိုက်ပြီးနောက်အိမ်ကိုတစ်ချက်ကြည့်လိုက်ကဟဲ့အဆောင်ငါမကိုခေါ်လိုက်မယ်သူလေကားကဆင်းတဲ့အခါနေငါသူ့ကိုအနောက်ကနေတွန်းချဟဲ့ထို့နောက်မမဲတို့ကအိမ်ဘက်ကိုကြည့်ကအမဖြူဒီကိုလာကြည့်ပါအောင်အမရဲ့မမဲတို့ခေါ်လိုက်သည့်ကမမဲဖြူမှာအိမ်ထဲမှာပြေးထွက်လာသည်အမဖြူကြိုက်တဲ့ခံပန်းကလေးတွေဝင်လာတယ်အမမဲဖြူကအားရဝမ်းသာနဲ့လေကားမှဆင်းလိုက်သည့်အခါတွင်မမဲတို့၏အဆောင်ရှောက်မှာမမဲဖြူအနောက်မှပေါ်ပေါက်လာပြီးနောက်မမဲဖြူအားတွန်းချလိုက်လေသည်မမဲဖြူမှာတတိလက်လွတ်ဖြစ်သွားသည်မို့လေကားကတလိမ့်ခောက်ကွင်းနှင့်လိမ့်ကြတော့သည်လေကားအောက်ခြေရောက်သည့်ကနာကျင်လို့သဖြင့်ညင်းညူနေလေသည်မမဲတို့ကမမဲဖြူလေကားမှပြုတ်ချသည်ကိုပြုံးရင်းကြည့်နေမိသည်ခဏကြာမှတတိယပြည်နာမမဲဖြူအားပြေးဆွဲလေသည်အမဖြူဘလို့ဖြစ်တာလဲအမဖြူရဲ့ထူးဆန်းတဲ့ညီမရဲ့အမလေကားကနေစင်းမလွတ်လို့တော့အနောက်ကတယောက်ကတွန်းချလိုက်တယ်လို့ပဲမဟုတ်တာပဲအမရဲ့အမစိတ်များပြီးလေကားထဲကြော်ဆင်းပြီးလို့နေမှာပါမမဲတို့ကမမဲဖြူကိုတွဲကဆွဲထူလိုက်လေသည်မမဲဖြူမှာကိုတွင်ပေးချန်နေသည့်မြေမုံများကိုပုတ်တန်နေလျာမမဲတို့ကသိချင်လာသည်ပင်ဒါနဲ့အမချော်လဲတော့ဘာဖြစ်သွားသေးလဲအမဘိုက်ခါရောနေလို့ကောင်းရဲ့လားအေးဘာမှတော့ဖြစ်ဘူးခနေရတာလည်းအရင်လိုပါပဲမမဲဖြူမှာဘိုက်ကိုပုတ်ကြည့်နေပြန်သည်လေကားပေါ်မှာလိမ့်ချတော့လဲကလေးမှဘလို့မှမနေပြီထွာသေးတာပေါ့နောက်ဆိုရင်ငါအသွားလာသတိထားမှဖြစ်မယ်မမဲတူမှာအန်ကိုကြိတ်လျက်မကြည်မနှက်ဖြစ်နေမိသည်နေ့လေရောက်သည့်ကကြီးတော်ရှင်တယောက်အိမ်သို့အပြေးဝင်လာလေသည်မမဲဖြူကကြီးတော်ရှင်ကိုတွေ့သည့်ကကြီးတော်မျက်နှာကြည့်ရတာလဲခက်ပြုံးနဲ့ပါလားဘာဖြစ်လို့လဲဘာဖြစ်ရမလဲအေးစီမီကုံရဘက်မှာဖုန်းကြီးပြန်လို့ပွဲခင်းနေတယ်တဲ့တော့
လောင်တိုက်ဆိုရင်စင်ပြုံကြီးလောက်ထားတာနဲတာကြီးမဟုတ်ဘူးတဲ့ဖုန်ကြီးပြန်ဝဲဆိုတဲ့ဖြင့်မက်မဲပြူတယောက်ပျော်ရွှင်သွားမိသည်ဖုန်ကြီးပြန်ဆိုတော့ဇက်ပွဲတွေပါလေလဲပါမှာပေါ့နော်ပါတာပေါ့မဲပြူရဲ့မြေဝမ်းဆက်တစ်ခုသွင်းတယ်အငိမ့်လဲပါတယ်လို့ပြောတယ်ဒီနေ့တောင်အမြင့်စင်စောင့်နေတယ်ညပိုင်းလောက်တော့ရုပ်သေးပွဲသွင်းမလားပဲကြီးတော်ရှင်ကအဲ့ဒီကိုသွားမလို့လားဒါပေါ့အေးဘေးချန်ကထွန်းမောင်တို့လှဲနဲ့လိုက်သွားမလို့ညီတို့ညီမနှစ်ယောက်အိမ်မှာနေခဲ့တော့ကြီးတော်ရှင်ရဲ့ဖုန်ကြီးပြန်ဝဲဆိုတော့တမိလဲလိုက်ချင်တယ်ကြီးတော်ရှင်ကမျက်မှောင်ကျုံလိုက်ကဟဲ့စိတ်မီးုံရွာကနည်းနည်းလန်းနေတော့ပြီးတော့လှဲနဲ့သွားမှာညီကကိုဝင်ကြီးနဲ့ဆိုတော့လိုက်လို့ဖြစ်ပါမလားကိုထွန်းမောင်ကိုလှဲကိုခတ်တာတာမောင်းခိုင်းတာပေါ့ကြီးတော်ရဲ့တမိလဲလိုက်ချင်လို့ပါဖုန်ကြီးပြန်ဆိုတာကလည်းတနေ့တစ်ခါဖြစ်တာတော့မဟုတ်ဘူးမလားမက်မဲဖြူပြောလဲပြောချင်စရာပဲခေတ်ကာလအခြေအနေမကောင်းသည်မို့ပွဲလန်းတပင်ကိစ္စရဲ့များတိတ်မလုံးချသည်မှာကြာပြီဖြစ်သည်ဖုန်ကြီးပြန်ပွဲမို့မလုံးမဖြစ်လှုပ်ချရ၍သာပွဲခင်းကြခြင်းဖြစ်သည်ကြီးလက်တော်ရများမို့ဖျားပွဲဇက်ပွဲဆိုသည်မှာလဲရှားလာပေရာမက်မဲဖြူကြည့်ကျင်သည်မှာအဆန်းမဟုတ်ပေဖက်လေးရွာတရွာလုံးပင်စီမီပုံဘက်သို့ကလေးအစခွေဆောင်သွားနေကြပြီဖြစ်သည်အေးပါညီးလိုက်ရှင်နေဆိုရင်လည်းလိုက်ခဲ့ပေါ့မဲတူကိုပါခေါ်အေးသွားမဲ့သွားတော့တို့တွေတူတူသွားချတာပေါ့မက်မဲဖြူမှာပျော်ရွှင်သွားလေသည်မက်မဲတူကတော့ပွဲကြီးရမေဆိုတော့လဲမပျော်မရွှင်နိုင်မေမက်မဲဖြူအားမြည်တို့အကောက်ကြံရမလဲဟူ၍သာအမြဲတွေးတော်ရင်စိတ်လေးနေမိသည်ချစ်ရင်အိမ်မှာကိုထွန်းမောင်ကလှဲကိုပြင်ဆင်ပြီးခြံဝိုင်းတွင်သို့မောင်းသွင်းလာခဲ့သည်ကြီးတော်ရှင်နဲ့မက်မဲတူတို့မှာအိမ်ပေါ်မှဆင်းသွားကြသည်မက်မဲဖြူလည်းသူ့ထံတွင်ရှိသည်လက်ဝဲလက်စားတချို့ကိုကြီးတော်ရှင်တို့မသိအောင်ခိုးဝဲယူလာခဲ့ပြီးပွဲခင်းတွင်ရောက်မှထုခွဲရောင်းချရန်အကြံစီရှိသည်မဲဖြူရဲ့မြင်လားဟာတို့နေမဝင်ခင်ရောက်မှဖြစ်မှာလာပါပြီကြီးတော်ရှင်ရဲ့လိုအပ်တာလေးတွေယူနေလို့ပါမက်မဲဖြူကခြုံဘဝတစ်ထဲကိုခေါင်းတွင်ခြုံလိုက်ပြီးနောက်လဲနောက်တွင်တက်ထိုင်လိုက်သည်ကိုထွန်းမောင်ကနွားများကိုကျိန်တို့မြည်လို့တွင်ကြီးတော်ရှင်ကထွန်းမောင်လဲကိုခတ်တာတာမောင်းတော့တို့မှလည်းသိတဲ့အတိုင်းကိုဝင်ဆောင်လျောင်းနေမဟုတ်လားကွဟုတ်ကဲ့ပါတော့ကျုပ်ကဒီလမ်းတွေကိုသွားနေကြမို့ဘယ်နားမှာခြိုင်းရှိတယ်ဘယ်နားမှာဂုံးတက်ရှိတယ်ဆိုတာကိုနောချင်နေပါပြီတော်ရဲ့စိတ်ချပါအချိန်ကလည်းစောသေးတာဆိုတော့ခတ်တာတာလေးမောင်းရင်တောင်စီမီကုံကိုပွဲထက်မိရောက်နိုင်ပါတယ်တော်ကိုထွန်းမောင်ကနွားများကိုတစ်ချက်ငေါက်လိုက်ပြီးနောက်လဲကိုမောင်းထွက်လာခဲ့သည်ခတ်တာတာမောင်းသည်ဆိုတော့လဲလမ်းကချက်သဖြင့်လဲမှာအနှဲငယ်ဆောင်လေသည်မမဲတူမှာလဲပေါ်တွင်ထိုင်စင်းစားလာရင်လဲဆောင်လေးတံကိုစဉ်းစားမိသွားသည်လဲဆောင်နေဟုတ်ပြီလမ်းချမ်းရင်လဲဆောင်မယ်လဲဆောင်ရင်ဘိုက်ထဲကကလေးကထွက်ကြမယ်ဟုတ်သားပဲမမဲတူမှာရွာပြေတနေရာတော့ရောက်သည်ကအာကိုထုံးမောင်ရေရှင်နာကြရင်ခဏရပ်ပြပါအောင်တော့ကျမအဖော်သွားခြင်းလို့မဲတူရနေကလန်ခီးဆိုရင်လောက်ပြီ။အိုးကြီးတော်ရှင်ကလည်းကိုဝင်ဆောင်ဆိုတာစီးမထိုင်းနိုင်ဘူးမဟုတ်လားတော့။မသိဘူးလေရဲ့ငါကကိုဝင်မှမဆောင်ဘူးလား။ကဲပါထုံးမောင်ရဲ့လဲဘော်ကထွက်ချနေလို့ဖြားရဲဆိုကုန်မအောင်မယ်။ဟိုအရှိခြုံနှန်းကလေးနားရောက်ရင်ရက်ပေးလိုက်။ကိုထုံးမောင်မှာလဲကိုဆက်လက်မောင်းနေလာရင်တောခြုံနှန်းကလေးတစ်ခုအနီးသို့အရောက်တွင်လဲကိုရက်တက်လိုက်လေသည်။ထိုအခါမတ်မဲလူကလဲဘော်မို့ဆင်းလိုက်ကကြီးတော်ရှင်ကောလိုက်အောင်မလားအေးငါလဲနင်းပြောမှာပဲစီးသွားရှင်တို့လိုဖြစ်လာတဲ့ဟာလိုက်မယ်ဒါတဲ့မဲဖြူနေရောလိုက်အောင်မလားမက်မဲဖြူကခေါင်းခါပြသည်တို့နဲ့မက်မဲသူနှင့်ကြီးတော်ရှင်မှာခြုံနှင်းဆင်းတို့ပြေးဝင်သွားလိုက်လေသည်မက်မဲသူမှာခြုံကွယ်မှနေ၍လဲကိုချောင်းကြည့်ရင်ဟဲ့အဆောင်ရှောင်းနင်းကိုငါခေါ်တယ်နင်းထွက်လာခဲ့အဆောင်ရှောင်းမှာတပြေးပြေးပေါ်လာလေသည်နင်းဒီချိန်လဲနားကိုသွားအဲ့ဒီနွားတွေကိုရိုင်းအောင်လုပ်ပြီးကွင်းထဲသို့လှည့်ပြေးစမ်းဟင်အဆောင်မှာပေကက်ကက်လုံနေလေသည်အောင်မဲငါပြောတာကိုပေကက်ကက်လုံနေသေးတယ်ဒီမှာနေကငါ့ကိုမိခိုးပြီးနေရတာကိုမမေ့နဲ့ငါနင်းကိုမောင်းထုတ်လိုက်ရင်နေချမ်းမရှိပဲလေလွင့်နေတဲ့အစိမ့်တည်းဖြစ်သွားမယ်ဟဲ့နားလေလားအဆောင်မှာလဲစီသို့ပြေးသွားလေသည်ကြီးတော်ရှင်ကခြုံဖို့တစ်ခုတွင်မှာထမိန်ပြင်ဝင်ရင်ထွက်လာကဟဲ့မဲသူနေဘလူးနဲ့စကားတွေပြောနေတာလေဘာမှမဟုတ်ပါဘူးကြီးတော်ရှင်ရဲ့ဟိုလေပြက်စိတ်ကိုက်လို့ပြက်စိတ်တွေကိုချိန်ဆနေတာပါနှစ်ယောက်သာခြုံနှမ်းမှအထွက်တွင်လဲဆွဲထားသည့်နွားများမှာ
နှာတရှူရှူမှုတ်လျက်ကနာမငြိမ်ဖြစ်လာကြသည်ကိုထွန်းမောင်မှာနွားများကိုရိုက်နှက်ချိန်မောင်းတော်လဲနွားများမှာငြိမ်ချမသွားပဲကွင်းပြင်ကြီးတွင်သို့ပြေးထွက်လာလေသည်လဲကွင်းပြင်ကြီးတွင်ဖြတ်ပြေးသည်မို့မငြိမ်ညာသည့်ကန်တင်ရိုးများနှင့်တိုင်းမိကလဲမှအလွန်ခုံဆောင်နေလောသည်မက်မဲဖြူမှာလဲပေါ်မှပြုတ်မချစေရန်အတွက်လဲနေပေးရှိတစ်သားတိုင်များကိုစုပ်ကိုင်ထားရသည်သို့တော်လည်းမငြင်းညာသည့်မြေနေထားကြောင့်မက်မဲဖြူတယောက်မှာစကောအတွင်ထဲ့လှိမ့်ခံရသည့်ဈေးဖြူသည့်ပမာခလောက်ဆန်နေတော့သည်ကြီးတော်ရှင်မှာအတန်ကုန်းဟစ်အားအော်လျက်နွားများကိုချိန်မောင်းနေလေသည်ကိုထုံးမောင်မှလည်းနွားများကိုရိုက်ပုတ်ကာထိန်သိမ်းတော်လဲမရပေမမဲရူကတော့ဖုံတစ်ထောင်းထောင်းနဲ့ကွင်းအတွင်းလက်ပတ်ပြင်းနေသည့်နွားလဲကိုကြည့်ကာတဟင်းဟင်းနဲ့ချိန်နှဲစွာရဲနေတော့သည်အတန်ကြာသည့်ကနွားများမှငြိမ်သက်သွားလေသည်ကိုထုံးမောင်မှလည်းနွားများကိုချိန်နှင့်အတကုံရိုက်နှဲနေတော့သည်လဲရက်သွားသည်နှင့်ကြီးတော်ရှင်ကလဲစီသို့ပြေးသွားသည်ဟဲ့မဲဖြူညီအစဉ်ပြေရဲ့လားမက်မဲဖြူမှာမချီသွားပြက်လေးနဲ့ဖင်ညာရိုးအောင်းနာကလွှဲရင်အစဉ်ပြေပါတယ်ကြီးတော်ဟဲဒီလောက်လဲဆောင်တာညီကလေးတစ်ခုခုဖြစ်သွားဘူးလားတို့ရီဘာတွေစဉ်းလာသလားဟဲ့ကြည့်ပါအောင်ဘာမှဖြစ်ပါဘူးကြီးတော်ရဲ့သမီးကုံကောင်းပါတယ်ငါတို့ပွဲဆွတ်သွားလို့ရောဖြစ်ပါမလားအေးမမဲရူမှာထိုတော့မှမျက်စိပြည့်မျက်နှာပြက်နဲ့ပြေးလာကတော်သေးတာပေါ့အမဖြူရဲ့မတိကောင်းပြောက်ကောင်းပဲကလေးဘာမှဖြစ်တာပဲကျေးဇူးတင်ရမယ်မမဲရူလှဲပေါ်တက်ထန်လိုက်သည်ကကိုထွန်းမောင်ကလဲကိုမောင်းနေလိုက်လေသည်ဟဲ့ထွန်းမောင်နေနွားတွေကဘာဖြစ်တာတော့နောက်တစ်ခါထပ်ပြစ်လို့ကတော့နေမလွယ်ဘူးမှန်ကျုပ်လည်းမသိပါဘူးကြီးတော်ရှင်ရနောက်တစ်ခါထပ်မဖြစ်စေရပါဘူးဒီကောင်တွေလည်းဒီနားရောက်မှဘလို့ဖြစ်တယ်မသိပါဘူးသူတို့လဲကလေးမှာတရွရွနဲ့ဆက်လက်မောင်းနေလာကြလေသည်စီမီခုံရွာပြင်ကွင်းရဲတွင်ဖုန်ကြီးပြန်ပွဲကျင်းပနေကြသည်စက်ကူချိုးသည့်ပညာရပ်ဖြင့်လောင်တိုက်အားစင်ပြူတော်တရံပြုလုပ်ထားပြီးထိုအပေါ်တွင်ပြန်လုံတော်မူသွားသည့်စီမီခုံရွာဆရာတော်၏ရုပ်ကလပ်ကိုတင်ဆောင်ထားလေသည်စီမီခုံရွာဆရာတော်မှာမင်းတော်မင်းလက်ထက်ကလေးကဘွဲလက်ဆက်ရထားသည့်ဆရာတော်ကြီးဖြစ်သည်မို့အနီးပါရွာများအထိကြော်ကြားပေရာလာရဖူးမြော်သူတကားတကမာများမှာလွန်များပြားလာသည်ကွင်းတွင်ပွဲစဲကြီးခင်းထားသည်မှလည်းကြက်ပြန်မကြစီကားလာသည်မက်မဲဖြူတို့ညီမမှလည်းဖုန်ကြီးပြန်အားတွားရောက်ကြည့်ရှုပြီးသည်တာပွဲခင်းအတွင်းဝင်ရန်ပြင်ဆင်လိုက်သည်ထိုအခါမက်မဲသူကအမဖြူရေရောက်တုံးရောက်ခိုင်တောင်မော်ဖျားတက်ဖူးခြင်းနဲ့တောင်မော်ဖျားကဆူတောင်းပြည့်တယ်ဆိုတော့ညီမမွေးမဲ့သားလေးအနေခင်းအောင်ဆူတောင်းခြင်းလို့ပါအင်းသွားလေညီမဒါနဲ့ကြီးတော်ရှင်ရောလိုက်အောင်မလားအိုးငါကအစ်စ်မကောင်းဘူးတောင်မတက်နိုင်ဘူးအေးတို့နဲ့မမဲတို့နဲ့မက်မဲဖြူတို့မှာစီမီခုံရွာချင်းတောင်ကုန်းကလေးပေါ်တို့တက်လာခဲ့ကြလေသည်တောင်ကုန်းကလေးမှာပေ300ခန့်သာမြင့်ပေသည်တောင်ကုန်းထိပ်တွင်ဆူတောင်းပြည့်စီတစုတီထားသည်ပွဲခင်းနေသည့်အချိန်ဖြစ်သည်ဖြင့်တောင်တက်လန်းတွင်လူသူရှင်းနေလေသည်အမှန်စစ်စစ်အားဖြင့်မမဲရူမှာဖျားဘူးချင်၍မဟုတ်ပင်ထိုတောင်တက်လန်းထိပ်ပန်းတွင်မတ်ဆောက်လာသည့်၆ကဘာတစ်ခုရှိသည်ထို၆ကဘာအနီးရောက်တွင်မက်မဲဖြူအားတောင်ပေါ်မှတွန်းချရန်အတွက်ကြံရွယ်ထားခြင်းဖြစ်လေသည်တောင်တက်လန်းတိုင်းတက်လာခဲ့ပြီးနောက်မကြခင်တဆစ်ချိုးကွက်ကလေးတစ်ခုစီသို့ရောက်လေသည်ထိုကွက်ကလေးနှစ်ဖေးတွင်တော့ပေတရာခန့်မြင့်တဲ့၆ကဘာတစ်ခုရှိသည်ညီမနှစ်ယောက်တက်လာကြရင်ထိုနေရာရောက်တွင်တော့မမဲသူကအဆောင်ရီထွက်လာခဲ့ဟေမမဲသူဆောင်ကပေါ်ပေါက်လာပြန်သည်ငါအမကို6ထဲခုန်နေတွန်းချလိုက်တော့ထိုအခါအဆောင်ကပြေးထွက်သွားကမက်မဲဖြူအားအချိန်ဖြင့်ဝင်တိုက်လိုက်လေသည်မက်မဲဖြူမှာအဆောင်၏အတိုက်ခံရမှုကြောင့်ဟန်ချက်ပြတ်သွားပြီးနတ်ဘင်းရှိ6ကဘာတွင်သို့ပြုတ်ကျသွားလေသည်မက်မဲဖြူကပြုတ်အကျတွင်6ကဘာတွင်ပေါက်နေသည်ခြုံမင်းတစ်ခုကိုဆွဲကင်ထားလျာအောက်တို့တန်းတန်းမချပဲရှိနေလေသည်ကဲပါအောင်ညီမလေးရေမမဲသူကရဲမောရင်တလန်းချင်းလျှောက်လာကကဲမဲမအမကိုညီမကဲမဲထို့သို့ပြောဆိုပြီးခြုံမင်းအားလက်ညှိုးဖြင့်ထိုးလိုက်သည့်ကခြုံမင်းမှာမြေမှကျွတ်ထွက်သွားကမက်မဲဖြူတဲ့အတန်ကုန်ဟစ်အော်လျက်6ကဘာတွင်တို့ကျသွားလေတော့သည်တေးပြီအခုတော့လင်းသေးပြီမက်မဲသူရဲမောနေသည့်ချိန်တွင်6တွင်းမှမက်မဲဖြူမှာမိုးပေါ်ဝဲပြန်လျက်ပြန်တက်လာလေသည်မက်မဲဖြူ၏စပင်များမှာလေးပေါ်တွင်ဝဲပြန်နေလေသည်မက်မဲသူကထိုအပြစ်ကိုကြည့်ပြီးအလွန်အံ့ဩသွားသည်ဟင်ဘလို့ဖြစ်တာလဲဘလို့ဖြစ်လို့မကြသွားတာလဲမက်မဲဖြူ၏မျက်လုံးများမှာရွှေရောင်လင်းရောင်များထိုးထွက်နေလေသည်
ဒါရီအားလုံးနင်လုံနေတယ်ဆိုတာငါသိပြီးသားပါငါကတော့ငါအထော်ဆိုပြီးတီးခံနေလိုက်ရတာအခုတော့နင်လို့သမျှကိုငါမခံတော့ဘူးနင်ဟာအချင်းပုတ်တဲ့မိန်းမနင်ဟာမိန်းမရုပ်ပဲအောက်လန်းကောင်ကိုနင်ခေါ်ပြီးလှုပ်ခိုင်းတာငါသိတယ်နင်ကိုအဲ့ဒီအောက်လန်းကောင်ကပြန်ဒုက္ခပေးတာကိုတောင်ငါကယ်တင်ပေးခဲ့ရတယ်ဒါကိုမထောက်နင်ကဆက်ပြီးရုံမာရေးသေးတယ်မက်မဲဖြူတန်ကကလေးတယောက်အတန်ကဲ့သို့တိတ်တိတ်ကလေးဖြစ်နေပြန်သည်မက်မဲသူကမက်မဲဖြူကိုလက်ညှိုးထိုးလိုက်ပြီးကောင်းပြီအမတိသွားမှတော့ကျမတို့ဗျောင်းမဲရှင်းရတာပေါ့ကျမကအမကိုမချိနဲ့ဘူးအမသေးရမယ်ငငယ်ကလေးကအမနဲ့ခိုင်းတိုင်းခံရတယ်ရုပ်ဆိုးလို့ဆိုပြီးအမြဲတမ်းခံရတယ်အမကကျမတို့တော့မကောင်းဆိုးရပဲအမသေးရမယ်အမကိုကျမတတ်မယ်မမဲလူကအပြာရအောင်လေးလုံးကလေးများဖြင့်မက်မဲဖြူအားပြစ်ခတ်လိုက်လေသည်မက်မဲဖြူကထိုအလေးလုံးကလေးများကိုလက်နှင့်ပုတ်ချလိုက်လေသည်နောက်ဆုံးကြံသည့်အလေးလုံးကလေးကိုတော့လက်ဝါးဖြင့်ပုတ်ကမမဲလူထံသို့ပုတ်ထက်ပေးလိုက်လေသည်ထိုအလေးလုံးကလေးကမမဲလူကိုထိမှန်သွားသည့်ကမမဲလူတယောက်မြေပေါ်တွင်ထိုင်ကျသွားကဗစက်ဖျားမှသွေးများစီးကျလာလေသည်နေ့လိုအချင်းရောက်တဲ့ကောင်မကိုငါအရှင်းမထားဘူးမမဲလူကအဆောင်လျှောက်ကိုကြည့်လိုက်ပြီးအဆောင်နေသူ့ကိုရအောင်တတ်တော့မမဲလူ၏အဆောင်မှာအရှိတို့ပြေးထွက်သွားလေသည်ထိုကမက်မဲဖြူကထိုအဆောင်ကိုမျက်စောင်းထိုးကြည့်လိုက်လေရာထိုအဆောင်မှာတကောင်လုံးတုံလင်းလျက်ပူတယ်ကဲချပါဟုဟစ်အော်ကြွေးကပြာမုံများကဲ့သို့အမုံကလေးများဖြင့်ပြောင်းလဲသွားသည်မမဲလူကထိုအဖြစ်ကိုမျက်လုံးပြူမျက်စံပြူနဲ့ကြည့်လိုက်ရာနေငါအဆောင်ကိုဘာလုပ်လိုက်တာလဲနေရဲ့ကောက်ကျစ်တဲ့အဆောင်လျှောက်ကိုငါတက်ပြလိုက်တာဟေးအခုဒီကောင်တေးပြီဆိုတော့နင်းလည်းပဲကျန်တော့တယ်မက်မဲဖြူကမက်မဲထူထမ်းတို့လက်ကိုချိန်ရလိုက်သည့်ကမက်မဲထူမှာမတ်တက်ရက်ကဆန်းဆန်းကြီးဖြစ်သွားလေသည်မက်မဲထူ၏ခေါင်းတွင်ထုံထားသည်စတုံးမှာပြေချသွားပြီးနောက်သပင်များမှာလိန်နှင်းမောလိုက်တဲ့ကဲ့သို့လန်နေတော့သည်ထိုသပင်များအကြားဥကောင်းငယ်တဲ့တက်ရှိသည်သပင်တစ်ချောင်းမှာရွှေရောင်ဝန်းလန့်နေလေသည်မက်မဲဖြူကမိုးပေါ်ပြန်ရင်နှစ်ပင်တဖြည်းဖြည်းအနီးသို့တိုးကပ်လာခဲ့သည်နင်းရဲ့ပညာစက်ကြိုးတွေကိုငါအကုန်နှုတ်ပစ်မယ်ဟေမက်မဲဖြူကထိုရွှေရောင်စပင်ကလေးကိုလက်ဖြင့်စုပ်ကိုင်လိုက်လေသည်မက်မဲတူမှာကြောင်လန့်နေကြနဲ့မလုပ်ပါနဲ့အမဖြူညီမလေးတောင်းပန်ပါတယ်ဖြစ်ခဲ့သမျှတွေကိုညီမလေးတောင်းပန်ပါတယ်နောက်ဆိုအမဖြူကိုညီမလေးတေးချောင်းမကြံတော့ပါဘူးနေအစောက်ကလေးကတောင်းပန်ခဲ့တဲ့နာကူတော့နောက်ချသွားပြီခေါင်းမကြီးငါအမေကနေလောက်ခဲ့တာတွေကိုအကုန်လုံးကိုမသိဘူးများထင်နေသလားပြီးတော့ငါအမေကိုရေးချကားဒီမှာနေပြောသွားတာတွေကိုသူ့လွယ်လွယ်နဲ့မေ့သွားမယ်များနင်းထင်နေသလားငါအမေကနင်းလို့စိတ်ထက်အောက်တမ်းမကြလို့ကိုညမအရင်ဆိုပြီးတီးခံနေတာကိုနင်းကတဖြည်းဖြည်းပိုပြီးဆိုးလာတယ်အမေကခွင့်လွတ်ပေမဲ့နင်းကိုငါခွင့်မလွတ်ဘူးဟဲ့မက်မဲဖြူကဇပင်ကိုလက်ဖြင့်ဆွဲနှုတ်လိုက်သည့်ကမက်မဲသူတယောက်ဓာတ်လိုက်တဲ့ကဲ့သို့တကိုယ်လုံးတုံရင်နေလေသည်မက်မဲဖြူ၏ဦးကောင်းမှရွှေရောင်စပင်မြင်ကလေးကမက်မဲဖြူလက်အတွင်းမွေးတဲ့ခေါင်းနဲ့တွန့်လိန်လှုပ်ရှားနေလေသည်မက်မဲဖြူကတစ်ချက်ပြုံးလိုက်ပြီးထိုစပင်ကိုသူ့ခေါင်းတွင်စိုက်ထည့်လိုက်လေသည်နင်းဒီလိုဖြစ်တာငါ့ကိုပြင့်တင်တဲ့ကောင်မနင်းလှုပ်ထားတဲ့အပြစ်တွေနင်းပြန်ခံစားရတယ်လို့သာမှတ်လိုက်ပြီတော့မက်မဲဖြူကလက်ကိုဝှေ့ရလိုက်သည့်ကမက်မဲသူတယောက်၆ကဘာကြီးစီသို့တဖြည်းဖြည်းရွေ့ရွှားသွားလေသည်မက်မဲသူမှာ၆ကဘာထိတ်သို့ရောက်သည့်ကမလှုပ်ပါနဲ့အမညီမလေးတောင်းမှတ်ပါတယ်ညီမလေးမှန်းသိပါပြီမက်မဲဖြူကလက်ကိုနောက်တစ်ချက်ဝှေ့ရလိုက်သည့်ကလေပြင်းတစ်ချက်တိုက်ခိုက်လာပြီးနောက်၆ကဘာဆွန်ရောက်နေသည့်မက်မဲသူမှာ၆ကဘာတွင်သို့ပြုတ်ကျသွားလေတော့သည်မက်မဲဖြူမှာ၆ကဘာတွင်ငုံချီရင်ကောင်းတယ်မကောင်းတဲ့သူကမကောင်းတဲ့လမ်းကိုတွားရမှာပဲငါကတော့အတော်တွေညီမတွေနားမလဲဘူးခြေမမကောင်းရင်ခြေမလက်မကောင်းရင်လက်မပဲဟေ့မက်မဲဖြူမှာကလေးတန်ကလေးနဲ့ရဲမောနေသေးသည်ခဏမျှချားသည့်ကမက်မဲဖြူမှာသတိပြောင်းဝင်လာလေသည်အလိုငါဘာတွေလုံးမိပါလဲညီမလေးမဲတူမက်မဲဖြူမှာ6သွင်းတို့အော်ခေါ်တော်လဲမက်မဲထူဤတုတ်ပြန်တဲ့ကိုမကြားရတော့ပြီတောင်ပေါ်လန်းတိုင်းမက်မဲဖြူတယောက်တလန်းချင်းဆင်းလာခဲ့လေသည်ဘယ်လိုဖြစ်တာလဲဘာဖြစ်လို့ငါညီမလေးကိုတက်လိုက်တာလဲတို့ကမက်မဲဖြူခေါင်းတွင်းဝဲအတန်တခုကိုကြားလိုက်ရသည်အမေတက်ကမဟုတ်ပါဘူးကျုပ်တက်လိုက်တာပါဟင်အတန်ငါ့ကိုဘယ်သူပြောနေတာလဲဘယ်သူမှမဟုတ်ဘူး
ကျောက်ကအမေဝမ်းထဲကကလေးပါဟင်နေငါဘာဖြစ်လို့မဲသူကိုတက်လိုက်ရတာလဲသူကမသိခင်တောင်းပန်နေသေးတယ်မဟုတ်လားတကယ်ဆိုရင်နေခွန်းလိုက်တင်တယ်အမေစိတ်ကဒီလိုမပြတ်မသားဖြစ်နေလို့အမေခံနေရတာကျုပ်ကတော့မခံနိုင်ဘူးကျုပ်အပေါ်ကိုမကားမှုဆိုလို့ကတော့အတော်ဖြစ်ပါဖြစ်တတ်ပြစ်ဖို့ဝင်မလဲဘူးအမေရဲ့မက်မဲဖြူမှာကြောက်လက်နဲ့ပွဲခင်းတွင်းသို့ဝင်လာခဲ့တော့သည်ဟဲ့မဲဖြူမဲလူရောဘဲရောက်သွားလဲပွဲခင်းနဲ့ကြံခဲ့တဲ့ကြီးတော်ရှင်ကမက်မဲဖြူကမင်းမြန်းနေသည်မက်မဲဖြူကပွဲကြီးကျင်တယ်ဆိုပြီးတော့တောင်မော်ခရင်ဆင်းပြေးတော့တာပဲကြီးတော်ရဲ့သူဒီကိုမလာဘူးလားအေးဟဲ့ဒီကောင်မလေးကခြေကိုရှိတယ်ဘယ်ရောက်သွားတယ်လဲမသိပါဘူးတိုးနေမက်မဲလူတယောက်ပွဲခင်းအတွင်းလူစုကွဲကပျောက်သွားသည်ဟုမှတ်ယူလိုက်ကြသည်ကြီးတော်ရှင်နဲ့ကိုဖထုံးပေါင်းတို့မှာပွဲခင်းအတွင်း3 ရက်ခန့်ကြာအောင်လိုက်လံရှာဖွေကြတော့လဲမက်မဲလူကိုရှာမတွေ့သည်မို့နောက်ဆုံးတော့လက်လျှော့လိုက်ကြလေတော့သည်ကိုဝင်ကိုလာပြည့်သည်ကမက်မဲဖြူတယောက်ဘိုက်နာလာတော့သည်ကလေးမီဖွားကျင်လာ၍ဖြစ်သည်တိုးနဲ့ဝမ်းဆွဲတဲ့အဖွားချိုကိုတွားခေါ်ရသည်အဖွားချိုမှာဖက်လက်ရွာ၏ပင်နိုင်ဝမ်းဆွဲလက်တဲ့ဖြစ်သည်စုံပညာများကိုတက်မြောက်တော်လဲတူတိတ်နေထိုင်သူတူဖြစ်သည်ဖက်လက်ရွာတွင်ဝမ်းဆွဲတဲ့လောက်လာသည်မှာနှစ်ပေါင်း30ကကြာမြင့်ခဲ့ပြီဖြစ်ရာဖက်လက်ရွာတွင်မွေးဖွားသူအလုံးအလိုလိုပါအဖွားချိုမွေးပေးထားသည့်လူများဖြစ်သည်ဖွားချိုကဝမ်းဆွဲလက်တဲ့ဆိုတော့လဲရွာတွင်ဩဇာအာဏာရှိသူဖြစ်သည်ထိုရှိခေတ်အချိန်ကတားဖွားရန်မှာအရက်လက်တဲ့များကိုသာအားကိုးရသောကြောင့်လဲရွာရှိစောင်းကဝေများအကြားတွင်မိခင်ကြီးတပွဲဖြစ်နေသည်ကတကြောင်မို့ရွာသူရွာသားများတာမကစောင်းကွေများကိုပါပကြံအဖွားချိုကဩဇာညောင်းလေသည်စောင်းကွေများပေါ်တွင်ဩဇာညောင်းရသည့်အကြောင်းမှာအဖွားချိုကကလေးများမွေးဖွားပေးသည့်အခါကလေးအချင်းလက်တလုံးခန့်ကိုတင်စီထားခြင်းဖြစ်သည်ထိုအချင်းဟာအိမ်ရောက်သည့်ကစုံပညာဖြင့်စီမံစားတောက်ပြသည်ထို့သူစီမံစားတောက်ထားခြင်းအပြင်ထိုလူအပေါ်အဖွားချိုကဩဇာညောင်းရခြင်းဖြစ်သည်တနည်းအားဖြင့်ဆိုသောမွေးကလေးကပင်အချင်းကိုစားထားသည်မို့ထိုလူအားအနိုင်ရခြင်းစကားအာရခြင်းဖြစ်ပေသည်စုံကဝေများကိုလည်းထိုအချင်းချုပ်တင်နည်းဖြင့်ချုပ်ကင်ထားသဖြင့်စုံကဝေများမှလည်းအဖွားချိုအားမလွန်ဆန်ရဲပေမက်မဲဖြူတို့အိမ်တွင်မိဖွားခန်းပြင်ဆင်ပြီးအခန်းတွင်သို့ဝင်ရသည်မဲဖြူရေနေအားသုံးပြီးတော့ညှစ်ဆက်မှာဟဲ့မဲရှင်နေကသူ့ဘိုက်ကိုအပေါ်ကနေတွန်းဟဲ့ကြီးတော်ရှင်ကဘိုက်အားတွန်းချရသည်အဖွားချိုကမူကလေးခံရန်အတွက်ပြင်ဆင်နေလေသည်ထို့တော်လဲအချိန်သာကြာမြင့်လာသည်ကလေးကမူမထွက်ပေအဖွားချိုလဲအလွန်မောပန်းနေလေသည်တောက်ကြနေညမွေးဖွားတော်လဲမမွေးနိုင်ပဲရှိနေလေသည်နောက်ဆုံးတော့အဖွားချိုကစောင်းပညာကိုအသုံးပြုပြီးမိဖွားပေးရန်အတွက်စီစဉ်ရသည်အဖွားချိုမှာတာမန်မွေးဖွားရမလဲသည့်မိမများအားစောင်းပညာဖြင့်ပိုက်ခွဲကမိဖွားပေးခြင်းဖြစ်သည်ဘိုက်ခွဲပြီးပါကလည်းစောင်းပညာဖြင့်ဘိုက်ကိုအကောင်းပကတိတိုင်းဖြစ်အောင်ပြန်လဲချုပ်လုပ်ပေးနိုင်သည်သို့သောအခန်းအတွင်းကြီးတော်ရှင်ရှိသည်မို့ပါထုတ်ရန်လိုမည်ဖြစ်သည်မဲရှင်ရေနူးလို့ရဲဟဲ့ရေနွေးတို့သွားတက်လိုက်စမ်းပါကြီးတော်ရှင်ကငွေကန်တွင်မှပြေးထွက်သွားလေသည်ထိုအချိန်တွင်ကြက်ဦးသွန်တန်ကိုကြားလိုက်ရသည်ဖွားချိုကတပ်ပြင်းတစ်ချက်ချလိုက်သည်ကြက်ဦးတွန်ပြီဆိုတော့စနေနေ့ရောက်နေပြီပေါ့အဖွားချိုကထိုကဲ့သို့ရေရိုးလိုက်ကမက်မဲဖြူ၏ဝမ်းပိုက်ကိုလက်ညှိုးဖြင့်ထောက်လိုက်လေသည်ထို့နောက်ဝမ်းပိုက်လက်တက်တဲ့အတိုင်းလက်ညှိုးကိုဆွဲချကဘိုက်ကိုဖွင့်လိုက်တော့သည်အလိုလေးဘာကြီးလဲဟာမက်မဲဖြူ၏ဖိုက်တွင်အသားလုံးကြီးတစ်လုံးကိုသာတွေ့ရသည်အသားလုံးကြီးမှာဖြူဖွေးစွန့်နေပြီးအနီရောင်သွေးကြောကြီးများကတစ်မြင့်များကဲ့သို့လွှမ်းခြုံရစ်ပတ်ထားလေသည်ငါတက်တန်းတစ်ချောင်းဒါမျိုးအခုမှမြင်ဘူးလားပဲအဖွားချိုကထိုအသားလုံးကြီးအားလက်ညှိုးဖြင့်ထိလိုက်လေသည်ထိုအခါပြေးထန်သည့်တွန်းကန်မှုတစ်ခုကိုခံလိုက်ရပြီးနောက်အဖွားချိုတယောက်လင်းထွက်သွားကနံရံနှင့်စောင်းမိသွားသည်ဘာကြီးလဲဘာဖြစ်လို့ခွေးမရတာလဲထိုအချိန်မှာပင်အသားလုံးကြီးရှိသွေးကြောများမှာတဖြည်းဖြည်းဖောင်းပွားလာပြီးနောက်အသားလုံးကြီးမှာလှုပ်ရှားလာရင်တဖြည်းဖြည်းကွဲအပ်သွားလေသည်အတွင်းမှကလေးတယောက်၏လက်ကထိုးထွက်လာခဲ့သည်အဖွားချိုမှာထိုဖြစ်ကိုကြောက်လန့်ကြနှင့်ကြည့်လျက်ဒါငါစားဘူးတဲ့တရေလူဦးဆိုတာပဲတရေလူဦးကနေပေါက်ဖွာလာတဲ့ကလေးဟာကောင်းရင်လဲသူတို့ကောင်စိုးရင်လဲကန်းခုံအောင်ဆိုရတဲ့သူဖြစ်တတ်တယ်ဆိုပဲအခုချိန်ကစနေချိန်ပဲစနေဆိုတော့ပါပချိုစိုးမွနေတဲ့အချိန်ပဲပါပဆိုတာအစိုး
အကျန်းဆိုတော့ဒီကလေးဟာစိုးရက်ကလေးတယောက်ဖြစ်မှာပဲအဖွားချုံမှာလက်ညှိုးကိုထောင်းလိုက်ကမဖြစ်ဘူးလူဆိုးလူသွမ်းတယောက်ဒီလောကကိုရောက်လာလို့မဖြစ်ဘူးငါသားရမယ်ဒီကလေးကိုငါတက်ရမယ်ကလေးမှာတဖြည်းဖြည်းအပြင်တို့ထွက်လာလေသည်အဖွားချုံကကလေးအားလက်ညှိုးဖြင့်ထိုးလိုက်ရင်အကြုံမပေးတဲ့ဒီကလေးငါဤပညာစွမ်းကြောင့်ငှက်ပြောပြင်ကိုဓာတ်နဲ့ခုတ်တယ်လို့လေဘေးပိုင်းပိုင်းပြက်ပြီးတော့သေပါစေတာအဖွားချုံကလက်ညှိုးညွန်လိုက်တဲ့ကလေးမှဘာမှဖြစ်ပဲအရှိတိုင်ရှိနေလေသည်ထိုးစဉ်အဖွားချုံဤဥကောင်းမှာလေဘေးမှပြက်လျက်အရှိတို့ငိုက်လျက်ကျမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေတော့သည်မမဲဖြူသမီးမှာအာရီရုံးကန်ရင်ငိုကြွေးလေသည်ထို့နောက်မိမိထွက်လာသည့်တရေလူဦးနှင့်အချင်းကိုပါမကြမ်းမိမိပါးစပ်နှင့်ကြိုက်ကာတဖြည်းဖြည်းမျိုးချလေတော့သည်ကြီးတော်ရှင်မှာရင်းနှီးချက်ပြီးဖြစ်သည်ဖြင့်ရင်းနှီးကြကိုကိုင်ကာမိဖွားခန်းထင်းသို့ပြေးဝင်လာလေသည်အခန်းတွင်အရာငုတ်တုတ်ထိုင်ကာခေါင်းပြတ်နေသည့်အဖွားချိုအားမြင်တွေ့လိုက်သည့်အခါအလွန်ထိတ်လန့်သွားသည်ဖះရေမတ်ချိုဘလို့ဖြစ်တာပါလဲကြီးတော်ရှင်ကြည့်နေရင်မက်မဲဖြူဤကလေးမှာငိုရိုတော့သည်ကြီးတော်ရှင်ကြည့်လိုက်သည့်အခါကလေးလေးမှာချက်ကျိုးဖြတ်ပြီးသားဖြစ်နေသည်သာမကမက်မဲဖြူမှလည်းတတိယနေပြီဖြစ်သည်အဖွားချိုခွဲထားသည့်ဘိုင်ဟောင်းလောင်းကြီးမှလည်းငကိုတိုင်းပြန်ဖြစ်နေပြီဖြစ်သည်ဟောတော့မွေးပြီးတော့မဲဖြူကလေးမွေးပြီးမှန်းဆိုင်ကလေးလေးကပြူပြူဖွေးဖွေးနဲ့ချစ်စရာလေးပါလားမိန်းကလေးတော့မိန်းကလေးကြီးတော်ရှင်မှာကလေးကိုထွေးပွေ့ချီလိုက်လေသည်မက်မဲဖြူခန်းထဲတွင်ကြီးတော်ရှင်သည်ခေါင်းပြက်လျက်တေးဆုံးနေသည်မှာအထူးဆန်းဖြစ်နေသည်